ဆုတောင်းပြဖះเจ้าအားလုံးပဲမင်္ဂလာပါဆုဆုဟာအရန်ညံတုံးတဲ့ကောင်မလေးပါသူဟာစာညံလုံးလို့စာမေးပွဲတိုင်းဘဲဥပဲရတယ်ဒါပေမဲ့လူကြီးမင်းတို့ထက်ကံကောင်းတာကဆုဆုမှာဘာလဲလို့အပြစ်မမြင်တဲ့ရီးစားတစ်ယောက်ရှိပါတယ်ကိုကဆုဆုကိုတုံးညရလဲဘာမှမဖြစ်ကြောင်းအားပေးတယ်အတွဲတွေဆိုမြင်ကတ်နေတဲ့ဆရာကတော့နောက်တစ်ခါဆိုရင်မိဘခေါ်မယ်လို့ဆိုတယ်အဲ့ဒီအချိန်သူတို့ကြောင်းသွားတဲ့လမ်းမှာလှုပ်ဝက်တကားတစ်ချက်ပေါ်လာတယ်ဆုဆုနဲ့ကိုကနောက်တစ်နေ့ကြောင်းသွားရင်တကားကိုတွေ့တော့ဆက်ဆုဖို့ဝင်သွားကြတယ်ဒေါ်ကြီးတစ်ခုတည်းကိုရောက်သွားတော့နာမည်တော်မဖတ်တတ်တဲ့ဖះเจ้าကိုတွေ့တယ်။တားတော့အရန်ယုံပြီးဖားရွေးတက်တဲ့ဆုဆုကစာမွေးပွဲမှာအမှတ်တရရပါစေလို့ဆုတောင်းလိုက်တယ်။အဲဒီနေ့မှာစာမွေးပွဲထပ်ဖြေရတော့ဆုဆုကဝင်းကြီးချုပ်ရဲ့နာမည်ကိုမိတီတာနဲ့ကိုကုနောနန်တော်လို့ရေးပေးလိုက်တယ်။ဆုဆုရဲ့ဖေနဲ့မိကသူ့အမေဖောက်ပြန်နေလို့အမြဲရန်ဖြစ်နေတယ်။ကောင်လေးကလည်းခိမ့်မဲအမြဲစော့နေတယ်။အဲဒီနေ့ညနေမှာဆရာစာစစ်နေတော့ဆုတောင်းပြဖះเจ้าကအစွမ်းနေပြပြီးကိုဝင်းကြီးချုပ်အသေးဖြစ်ရွေးသွားကြတယ်။ကျောင်းကိုရောက်တော့ဆုဆုရဲ့မက်ဆင်ပြန်ရပြီးအမှတ်တရရနေတယ်။ဆုဆုမဖြစ်ပဲထားလိုက်တဲ့နိုင်ငံတွေကခေါင်းဆောင်တွေပျောက်ဆုံးကုန်ကြပြီးဆုဆုရေးလိုက်တဲ့ကိုကတော့ဝင်းကြီးချုပ်ဖြစ်သွားတာပါ။ဆုဆုကဖះเจ้าကဆုတောင်းပြပြီးသူ့အမှတ်တရရဖို့သူ့အဖေတိုင်းမှန်ရအောင်ကဘာကြီးကပါပြောင်းလဲနေတယ်ဆိုတာကိုသိသွားတယ်။ဆုဆုလည်းသူ့အမားကိုသိလို့ဂလူးကလေးခောက်ပြီးအဖေမှာအမှန်တွေကိုဖြေလိုက်တယ်။ဒီတော့မှကိုလည်းပထမရက်မှာအလုပ်ပြုတ်သွားပြီးကဘာကြီးလည်းပုံမှန်ပြန်ဖြစ်သွားတယ်။ဆုဆုကဒီအကြောင်းတွေကိုပြောပြပြီးမဲ့ကိုကမယုံပါဘူး။ဒီအချိန်မှာမြို့ထဲကတာဝါတိုင်းကြီးရန်နေတဲ့အခါဆုဆုကတင်ချာမှာအမားတွေဖြေခဲ့တာဖြစ်နေတော့ပြေးပြီးပြင်ရတယ်။ကိုနဲ့ဆုဆုကဖះเจ้าစီသွားဖို့ပြန်ရှာတော့လေတကားကဖိတ်သွားတယ်။ဒီတော့ကဘာမပြတ်ချင်ရင်တခုတည်းသောနီလန်းကစာချက်ဖို့ပဲရှိတော့တာမို့ဆုဆုလည်းစာလုပ်ဖို့အပီပြင်ပြင်ဆင်ပြီးအိပ်ပျော်သွားတယ်။ဆုဆုရဲ့နောက်စာမွေးပွဲမှာဆုဆုကကဘာအတန်းစင်ဆုံးအရာကိုရေးလို့ဖြေလိုက်တယ်။ဒီတော့သူ့အဖေရဲ့ရေးတန်းဆက်တွေအများကြီးရောင်းလိုက်ရပြီးသူ့အဖေလည်းချမ်းသာသွားတယ်။ဆုဆုကသူ့အမေနဲ့ဖောက်ပြန်နေတဲ့သူကိုအာကာသရင်မှုနေရာမှာနာမည်ရေးပြီးအာကာသနဲ့လွတ်လိုက်တော့သူ့အမေနဲ့အဖေလည်းပြန်ပြီးအဆင်ပြေသွားတယ်။ဆုဆုကကဲရဲ့အခန်းရှိမှာထိုင်ပြီးစာအမားတွေကိုအော်ချက်ပြနေတယ်။မိဘတွေကိုအရွက်တိုက်ပြီးဂိမ်းစောနေပေမဲ့စာတော်တဲ့ကဲကသူ့အမရဲ့အလွဲတွေကိုနားကြီးတော့ပြင်ပေးနေရတယ်။ဒီလိုနဲ့ဆုဆုလည်းဒီကစာမေးပွဲမှာအမှတ်တရတကယ်ရခဲ့တယ်။ကဲလည်းမိသားစုနဲ့ပြန်အဆင်ပြေပြီးဂိမ်းမစော်ပဲလိမ်မာသွားတယ်။ဆုဆုကသူ့ရဲ့ပထမအဦးဆုံးစာမေးပွဲတုန်းကစာရွက်ကိုဖျက်ပြီးလွှင့်ပစ်မိထားတယ်။သူကစာရွက်ကိုပြန်ဆက်လိုက်တဲ့အခါဖះเจ้าစီသွားတဲ့တကားပြန်ပေါ်လာတယ်။ဆုဆုကအเจ้าမှာပထဝီစာမေးပွဲဖြေခဲ့ပြီးဖះเจ้าစီပြန်သွားတယ်။ဆုတောင်းဖို့အတွက်အကျွေးစေးပြစ်ထည့်ပြီးဆုတောင်းခဲ့တာမို့အကျွေးစေးကိုပြန်ကောက်ရမယ်ဆိုတာဆုဆုသိလိုက်တယ်။ဆုဆုကဒုတ်ချောင်းလေးနဲ့အကျွေးစေးကိုကောက်ပြီးရတော့မယ်ဆက်ဆဲမှာဆရာကသူ့ပထဝီအမှတ်ကိုတရားပေးလိုက်တယ်။ရုတ်တရက်ကဘာကြီးပေါ်မှာလူတွေတယောက်မှမကြံပြောက်ွယ်သွားတယ်။ဖះเจ้าမှာလည်းအကျွေးစေးကောက်နေတဲ့ဆုဆုမရှိတော့ပါဘူး။ဆုဆုရဲ့ဖြေလွှာကအရှိတမျက်နှာလုံးကိုဖြေထားပြီးမဲ့အနောက်ဘက်ကမိကုန်းတစ်ခုကိုဖြေဖို့ကြံသွားတာပါ။မိကုန်းကကပတ်လူကြီးဖြစ်ပြီးဆုဆုကမဖြေပဲကွက်လက်ထားခဲ့တဲ့အခါဖြေမှန်သွားပြီးတကဘာလုံးကလူတွေပျောက်ဆုံးသွားခဲ့ပါတယ်။